สวัสดีค่ะမင်္ဂလာပါရှင်เนาะစောဆိုပြီးနဲ့စတဲ့စကားလုံးလေးပေါ့เนาะလေ့လာကြရအောင်ကဲအတန်လေးနားထောင်ကြမယ်စောဆိုอ่านว่าซอซอโซ่ซอซื้อซอซุปซอซ่อมเนาะโซ่ဆိုတာကတန်ကြိုးကိုပြောတာဖြစ်ပါတယ်ซื้อဆိုတာကဝယ်တာဖြစ်ပါတယ်ซุปนะคะซุปဆိုတာကซุปပြုတ်ကိုပြောတာဖြစ်ပါတယ်ซ่อมဆိုတာကပြင်တာပေါ့နော်ဟိုမှာဆိုင်ကယ်ပြင်တာတို့ကားပြင်တာတို့အဲ့ဒါတွေကိုซ่อมလို့ခေါ်တာဖြစ်ပါတယ်ကဲဆိုလို့ရှိရင်စာလုံးပေါင်းကြရအောင်စောအိုဆိုမိုင်းအေဆိုစောอือซือไม้ถูซื้อซออุปอซุปซออมอซอมไม้เอซ่อมนะคะแกะตาเรียนนะครับอย่านะทอมไหมซอโซ่ซอซื้อซอซุปซอซ่อมนะคะဒါကြတော့ซอโซ่บีနဲ့စာရဲ့စကားလုံးတွေပဲဖြစ်ပါတယ်ขอบคุณค่ะ